အခုဆက်ရှင်ပါတော့နော် SQL ထဲမှာကျွန်တော်တို့insert update delete select စသဖြင့်ကျွန်တော်လုပ်ကြတယ်နော်ကိုရီလုပ်တဲ့ insert update delete စတဲ့ command တွေပေါ့နော်အဲ့ဒီကနေကျွန်တော်တို့ဘယ်လိုမျိုးပြန်ကြည့်လို့ရမလဲဆိုတဲ့အားကျွန်တော်ပြသွားမယ်ပေါ့နော်ဒီလိုဆို SQL ထဲမှာတော့ဝင်လိုက်ပါပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်က select တစ်ခုလောက်ဆွဲကြည့်လိုက်မယ်နော် select နဲ့ computer science database ဆိုပြီးကျွန်တော် select ဆွဲကြည့်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ဒါကျွန်တော်ကဒီ select query ကိုကျွန်တော်ပြန်ကြည့်ချင်တယ်ပေါ့နော်ကိုကဘယ် query တွေ insert တွေ update တွေ delete တွေစသဖြင့်ပေါ့နော်အဲ့ command တွေလုပ်ခဲ့နေဆိုတော့ကျွန်တော်ပြန်ကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်က hit ဆိုတဲ့ command နဲ့ကြည့်လို့ရတာပေါ့နော်ဒါပေမဲ့ hit ဆိုတဲ့ command ကိုကျွန်တော်ကကြည့်လို့ရပြန်ပြီးတော့မှ history ပြန်ခေါ်ကြည့်လို့ရချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကပထမဆုံး set history ကိုhistory ဆိုတဲ့ကျွန်တော်အဲ့ဒီပဲလုပ်ပြရမယ်ပေါ့နော် okay ဒါဆိုတော့ကျွန်တော် set တော့ရဲ့ဒီ SQL ရဲ့ session ထဲမှာ set ဆိုတဲ့ history ကိုကျွန်တော်ပေါ်လိုက်ပြီပေါ့နော် okay အဲ့တော့ကျွန်တော်ကျွန်တော် copy ရတာပါ query တစ်ခုဆက်ကြည့်ပါနော် okay okay ကျွန်တော်ဒီ set hit ပေါ့နော်ဒါ history အဲ့ပဲလုပ်ပြီးတဲ့အချိန်မှာကျွန်တော်ဆွဲလိုက်တဲ့ query ဒီ select name computer science database ဆိုတဲ့ query ရဲ့ select name computer science okay နှစ်ခုဖြစ်နေပါတော့ okay ဒါဆိုလို့ရှိရင်ကျွန်တော် set hit on လုပ်ပြီးတော့မှဆွဲလိုက်တဲ့ query နှစ်ချောင်းရှိရပါတော့ဒါ select name computer science database ရဲ့ select name computer science database ဆိုရင်ကျွန်တော်တစ်ခေါက်ဆွဲပြီးဖြစ်တယ်တခြား query လည်းဆွဲလို့ရတယ်ပေါ့နော်ဒါပါ okay ဒါလည်းတစ်ခု query တစ်ခုထည့်ကြည့်okay ဒါဆိုရင် database name ပေါ့နော် okay ဒါဆိုလို့ရှိရင်history on ပြီးတော့မှ history ကိုကျွန်တော်တို့အဲ့ပဲလုပ်ပြီးတော့မှဆွဲတဲ့ query ၃ကြောင်းရှိတယ် select name computer science database computer science database ရဲ့ computer science database ရဲ့ဆိုပြီးတော့ကျွန်တော် query ၃ကြောင်းရှိရပါတော့အဲ့ဒီလိုမျိုး query တွေကိုကျွန်တော်ကတစုတစည်းတည်းပြန်ပြီးတော့မှ history နေတဲ့ပြန်ကြည့်ချင်တယ်ဆိုရင်ဒါကျွန်တော်တို့ set ဟောဆိုတဲ့ကျွန်တော်တို့ command လေးတုံးရမယ်ပေါ့နော်အဲ့ပဲလုပ်ရမယ်ပေါ့ okay အဲ့ဒီ set ဟောဒီအခု set history အဲ့ပဲလုပ်ထားတဲ့ဒီ session မှာပဲကျွန်တော်တို့လုပ်တယ်ပေါ့နော်ဒီကိကျွန်တော်တို့က exit ထွက်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီ session ဒီအဲ့ပဲဖြစ်မနေတော့ပေါ့နော်ကျွန်တော်ဆက်ကြည့်မယ် okay okay ဒါဆိုရင်ဒါအဲ့ပဲဖြစ်မနေတော့ပေါ့နော်ပြန်ပြီးတော့မှ history ကိုကျွန်တော်တို့ကပြန်ကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ query ရဲ့ history တွေinsert update တွေစသဖြင့်ပေါ့နော်စတဲ့ command history တွေကိုကျွန်တော်ပြန်ကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်က set လုပ်ပြီးတော့မှလည်းပြန်ကြည့်လို့ရမယ်ပေါ့နော်okay ဒီမှာဆိုရင်တော့သူကမှားတဲ့ command တွေလည်းပြန်ပြီးတော့မှပြပေးရပါတော့အဲ့တော့ကျွန်တော်တို့ကဒီပြန်ပြီးမှ history copy ပြီးတော့မှနောက်မှတ်တာမျိုးဆိုလို့ရှိရင်တော့မှားလားဆိုတဲ့ဟာလေးတော့ကျွန်တော်တခြားလေးပြန်လုပ်ဖို့လိုရပါတော့ okay အဲ့တော့ကြည့်ကြည့်တယ်